လေးပြန်လေးခေါင်းလေးနဲ့တော့အားဆောက်ပြီးပြောတာမင်းသမီးကလောကလို့ရမလား မင်းတို့လက်ကဘယ်လိုလုပ်မှလိမ့်တာနဲ့မတူနိုင်ဘူးလိမ့်တာနဲ့တူတာဟာခြေတော့ပဲကြီး ဗျံပဒါနဲ့ရှောက်ပြီး လိမ့်တာကမင်းကလိမ့်တာလေငါဖမ်းရမှာလေ နောက်ဘောငါအားကြဘောငါညညကငါမကြက်တဲ့ခုပဲရှိတယ် ဘာပြော ဟာတော့ နင်းရွှေသေးစီပါရပါခိုးလာဘာမို့လဲ တော်ပြီးတာ ခိုးလာ စုပေးလိုက်တာဟိုးနိုင်ငံတော်ကစုပေးလိုက်တာ ဂျိုရီယာနဲ့အဲ့ခါပြောကြည့်တယ် ဟာကွမ်းချက်ကအဲ့လောက်ပြန်ပြီကျမနဲ့သူနဲ့ကလေဟိုးငယ်ငယ်လေးတွေကပေါင်းလာလူကြားရရပဲအဲ့ဒီရှက်ခွဲခြင်းနဲ့သူများတော့သွားလို့ကော့ပြန်မကြည့်နေလား အဲ့ဂျိုရီယာလေးနဲ့ခါကော့ရင်နင်းရွှေသေးရတယ်ဆိုတာဘာကြောင့်ရတော့ငါသိချင်တော့ခါကော့ချင်တယ်မတ်တက်ကော့ဘလို့ကော့ကြီးကော့ ငါလွတ်လာ လွတ်တယ်ဟိုကောင်တော့ခန်းကြလို့လွတ်ချင်မှာလို့အာဘောတော့ရောင်းညမယူရပြတ်တယ်တော့ ဟာတော့ဟာ ယူရီရလေ အာ ခါကောဆို ညမယူရပြတ်တယ်ဒီဆရာနဲ့တမနဲ့သင်ခဲ့တာမဟုတ်ဘူးဒီခါကော့တာဘယ်မဟုတ်တာရှော့ပြီ အဲ့လိုမကောက်လို့ဘလို့ကောက်မှာတော့ ခါကော့တယ်ဆိုတာလိုတယ်ဒီဘောပါလားဒီနဲ့သိပြီးလည်းမကြိုက်ဘူးနင့်အမိလှမကိုငါတပည့် ဟာညင်မသွားပြီ အော်ငါသိပြီးကြရတာ ဟုတ်ကွမ်းချက်ကျမတော့အဲ့လိုပဲကောက်ရတယ်အကိုကရတယ်ဆိုရင်အကိုကော့ပြလေ ဘကနဲ့ကိုခော့ဖြစ်နေကဲ ကိုရဲလုံးမဟုတ်ဘူး ငါပြလိုက်မယ်အဲ့နင်းစိတ်ထဲမှာငါ့ကိုဆရာလူထင်ကြီးနေမထင်ကြီးနေမောင်နှမချင်းချစ်လို့မလို့တခါလေးတင်ပေးလိုက်မယ်ငါ့ကိုတခါလေးကြည့်သွားလိုက်လွင့်ထားတာအဲ့လိုက်ထဲမှာတခါလေးကတက်လိုက် ဟုတ်ကဲ့ နောက်လဲခဏဘလူကော့သွားလဲလိုက်ထဲပြန်ကြည့် လိုက်တည်းကတခြားနေရမင်းသမီးလေးတွေလည်းပညာယူလို့ရတာ တခြားနဲ့မင်းသမီးလဲယူဟဲ့အဲ့လိုက်ထဲမှာငါပြောရနော်ယူအခုကော့ပြမယ်ခါကော့ပြမယ်ကဲကိုမင်းပဲကျွန်တော်ခါကော့ရှေ့ရက်ပြီပါဗျာနော်သူယူလို့ရအောင်ကဲယူရီယာလေးနဲ့ပဲခါကော့လဲဆိုဘကနဲ့ဖြစ်တယ် ညလုံးလေးနဲ့ကိုပဲစလုံးမဒီလိုတိုးလို့နဲ့ ငါကော့ရသေးဘူး တိုးတယ်သူက မင်းအဲ့ဒါခါကောပေါ့ ကော့ရသေးဘူး အဲ့ဒါခါကောပေါ့ ကော့ကိုမကော့ရသေးမင်းတို့ကတူလိုက်လားဘယ်ကူရမှာဒါပြီးငါအိမ်မှာလी စောင်းနေ ရှေးကြီးပါငါကော့ပြီးတဲ့ဒီပါငါပေးတဲ့ငါနဲ့ဒီမှာအကြီးချင်းစုံလုံးရှိသေးတာခါကော့တာကိုပြအောင်ကဲ ကြားလိုက်တယ်ပြုတ်ဆိုကိုကြားလိုက်တယ် ထားလိုက် ကျုပ် ထား နဲ့ လိုက် ကျုပ် ထား နဲ့ လိုက် ကျုပ် ထားလိုက်မတော်နဲ့ဟမ်ဟဲ့ညီတော်ကနောက်ဆုံးရင်းနဲ့ပဲ နားရမို့ကျုပ်နဲ့ကိုကြားလိုက်တယ်ဝမ်းသာတယ် စောကြီးတော့ကျင်နေမင်းသမီးသွားပြီးတော့ခါကော်တယ်ဟောပြန်ကုန်မထနိုင်ဘူးအမှန်တကယ်တော့အနုပညာဆိုတာကတော့ဒါလက်ကအရေးကြီးတယ်နော်ဟောဒီတန်ကြောတွေကမငုတ်သွားလားမသိဘူးဟောတန်ကြောကြီးပဲငုတ်သွားလားမသိဘူးမဟုတ်အနုပညာဆိုတာညီမလေးအဓိကတော့ကချင်ကရကရင်ချင်းမွန်မရရခိုင်ရှမ်းအားလုံးကကိုယဉ်ကျေးမှုကိုအနုပညာနဲ့ကိုလက်တွေနဲ့ရှိကြတာနော်အဲ့မှာအဓိကဘာလဲဆိုတော့ရှမ်းမှာလည်းရှမ်းအနုပညာရှိတယ်ကရင်မှာလည်းကရင်ရှိတယ်ကယားမှာလည်းကယားရှိကချင်မှာလည်းကချင်ရှိတယ်နော်အဲ့တော့ညီမလေးလည်းတခြားမှတ်သွားနော်အဲ့တော့ညီမလေးကိုပြ ပြောပါ ရှမ်းလက်ကရင်လက် ဟုတ်ကဲ့ ဂျပန်လက်ဟောလက်ကလေးတွေပဲကွာအေးအဲ့ဒါလေးတွေကိုမင်းကိုစီးနဲ့ဝမ်းနဲ့ကြောက်အောင်ငါသင်ပေးမယ်ညီလေးရှမ်းအဲ့ဒါရှမ်းလက်ရှမ်းကျတော့လက်ကဒီလိုလားအောက်ကိုသွားတယ်ကရင်ကျတော့အဲ့လိုမဟုတ်ဘူးကရင်ကျလက်ကအပေါ်ဟဲ့ကရင် တကယ်ကတာပဲအတူလေးကတာပါဦး အဲ့ဒါကြကရင်ကျတော့လက်ကအပေါ်ရောက်ဂျပန်ကျတော့အဲ့လိုမဟုတ်ဘူးဂျပန်လက်ကြတော့ဟူရာဟိုရမတကရဘပါကရိုလူပညာဒါပဲပြီးတယ်သူလက်ကလေးတွေပဲကွာသွားတယ် ငါလူမခွေးတာတကယ်ရိုက်တယ်လူမခွေးတာ ငါပဲနဲ့ချင်းရင်တန်တန်ထုံပြီးငါအဲ့ဒါမှအိုက်ကာတယ်ပဲနဲ့ကလေးချင်းရင်အိုက်ကေမေးတော့ရှိတာနဲ့ ဘာလို့မထင်ဘူး
ငါကြီးလို့မတတ်မရလို့ကတော့နောက်ထပ်လည်းလုံးပါပဲ အခုဘယ်တော့လူချင်းတာ ဒီရောငါပါစချီမလားမချီလားချီဟမ် ချိပါမယ်ချိပါ အေးဂျပန်လည်းနဲ့တွေ့သွားမယ် တကယ်လို့ ဒီရော ကိုရနားမလဲဘူးမလား တော့ကြိတ်တဲ့ကြိတ်မဟုတ်ဘူးနှစ်ကြိတ်တွေကိုသွားကျူးတော့တစ်ကြိတ်တဲ့ထုတ်လိုက်တော့ ငါပါစချီမရလို့တော့တုံးပါပဲ အလွန်အေးတဲ့ရာသီအလွန်ချမ်းတဲ့ရာသီအလွန်အေးတဲ့ရာသီ ဆိုတော့မကခင်လေးမှာစနေတစ်ပုတ်တော့ရင်ဆိုကြအောင်နော် ဆို ဒါဒီကအေးတော့လေကျမအကားသားကြီးကရလေအဲ့ချင်ကုန်မှာကြောက်တယ် ဆိုလိုက်ကြတယ် အဲ့တော့စနေတစ်ပုတ်ဆိုမယ် ဟုတ်ပြီ ဒါလောက်ပါနဲ့အဲ့ပါစကလေးကိုဝတ်တော့ကဲအဲ့တော့ကိုကြီးတချမ်းလေးဆိုမယ်ရှင်ဒါလေးပြီးမှကျမပြန်ကားမယ်ဆိုမှစလေးက ဟုတ်တယ် ဘာလို့လို့ပါချစ် ဘာလို့လို့ပါဘာလို့ဟိုရှိသွားလား ဘယ်သချင်းတော့ ဒါလို့လေလေလေလိုလေလေလိုလေလေလိုလေအဲ့ရှိသွားလား ရပါမယ်ရှင် လိုလေလိုလေလိုလေလောလို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  ကျမမိသားစုနဲ့တွေ့ရတဲ့တည်းများကြားချင်တဲ့ချင်းရှင်လားခိုင်းတော့ ကျန်နော် ဆွကြမလို့ပါဘူးရှင်ဘာဖြစ်လို့လဲကျမအတူကလူမာကဒီပေးတဲ့အားလုံးကျင်တဲ့ဖို့ကျမတို့တိုင်းရတဲ့ချင်းပေးပြီးသား ငါတော့ငါတော့ စုမချနဲ့ဘာမှမဖြစ်ဘူးရှင် ဘာဖြစ် ကြားချင်တာမြင်ချင်တာရှင်လားခိုင်းပါ ဟုတ် ဒီပေးတဲ့ငင်းကအဲ့စကားနဲ့ကွက်တိ အားပါဖြစ်ဘူးကျတော့ ကြီးလို့လည်းမချောက်သူတို့လည်းဘာမှမပါဘူး ပြဘာမှပြောဒါကျတော့ပေးတဲ့ကိုချင်းလူကပြလား ဟုတ်တယ် ကျတော့တန်းတန်းချင်းပေးပြီးသားတန်းတန်းချင်းမပေးဘဲနဲ့အဲ့မှာကျတော့ကပြီးတော့ပတ်စံမပေးနိုင်ဘူးကွာဘာမှဖြစ်ဘူးကျတော့စိတ်စိတ်ဘယ်လိုမှမထားဘူး ဟုတ်လား အဲ့စခန်းကြောင်မှရှင်းမယ် ချင်းစကားကိုတိုင်းတော့မှာလားကဲအဲ့တော့ဘာလို့လဲချေဒါလေးပြီးရင်ကျမပြန်ကမယ်နော်ဒီကြားချင်တာမြင်ချင်တာရှိတယ်လားခိုင်းပါရှင်လှုပ် ဘာ လို့ လို့လို့ပါကမရ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
မမောင်းမင်းနဲ့ကျွန်တော်ညီမလေးလည်းရင်သွေးကြိုက်လို့ခင်ဗျာနှစ်ခေါက်ရှိပြီနောက်တစ်ခေါက်ကြောစီလေးသွင်းပြီးလိုက်ကြောစီလေးသွင်းပြီးမှခင်ဗျာနောက်တစ်ခေါက်ထပ်ခတ်လိုက်နော်ခင်ဗျာကြည့်ရတဲ့ချုပ်စိတ်မချမ်းသာဘူး ဆောင်းနေဆိုတော့လေ ရောဆံဝင်လိုက်နော်အမဘယ်လိုဆွဲလို့ယူလိုက်ပါ အနေ တော့စိတ်နဲ့ကောင်းနေဗျာ မလည်းပိန်နေဟာပိန်လိုက်လည်းဘာလို့ဒုက္ခသစရိယကျင့်နေလား မင်းရတယ်တကယ်လုံးကြည့်တယ်လေ အဲ့ဒါ အော်ဒီလိုပိန်နေဆိုတာဒီလိုခန္ဓာကိုယ်မျိုးကရာခဲ့တယ်သကပုံကြည့်တယ်ကြက်ပိန်တော့ဇလုတ်တဲ့ပိန်နေချင်များဇလုတ်မှာသွားစုကြက်ပိန်တော့ဇလုတ်လူပိန်တော့ကြည့်လို့ကောင်းတယ်နော် ကြည့်လို့ကောင်းဘာလို့ပါ သူလည်းပိန်နေတဲ့ပါတယ် ကိုကကိုတွေးပြီးလူပိန်တော့ဆိုဘယ်မှာစုလို့ ကြက်ပိန်တော့ဇလုတ်တဲ့လူပိန်တော့ကြက်ပိန်တော့ဇလုတ်တဲ့လူပိန်တော့ဇလုတ်တဲ့ ကဲအဲ့တော့ကိုရင်ကြီးကိုကြီးကမွေးရင်ရှင်းကိုဟုတ် တန်လာကြပါမောင်စင်ကား ဘယ်သွားလို့လို့သူကဘယ်သွားလို့လို့ သူနဲ့သူနဲ့မောင်နှမတော်လာမသိဘူးစကားပြောတာကိုလေရမပေါငါငယ်မှမောင်စင်ကား သူ့မှာကြောလေးကျွေးနေတာလို့ ကဲအဲ့တော့ပြန်လာခဲ့ပါမောင်စင်ကားကြီးခဏလေးစောင့်ပါအောင်နော်အဲ့တော့ကိုင်းချီအဲ့တော့ကိုင်းချီကိုကြီးကမွေးရင်ကျမကကျမလေကျမဘာကမှလည်းမမျိုးအရင်ကနောက်ပိုင်းရောက်သွားတော့ကျမစောစောကတဲ့ဘယ်ကျိုးညာကျိုးပေါ့နော်ကျမမေမေဒေါ်လာလာမောဘာလို့စပြီးတီထွင်လိုက်လဲဆိုတော့မင်းသမီးတွေတက်တဲ့ပညာရဲ့ဒီကောင်းခါချီတဲ့ဒုတိယရင်စဲတဲ့အဲ့ဒါလေးကိုဒီနေ့မှကျမတို့ဘဝတူညီမတွေဘဝတူအငိမ့်မင်းသမီးလေးတွေတော်တော်များများကကြတာကျမဝမ်းသာပါတယ်ကျမမေမေဒေါ်လာလာမောကခဲ့တယ်ဒီကောင်းခါချီလဲပေါ့အဲ့ဒါငါမှစပြီးမေမေကဘာလေးကိုစပြီးတီထွင်ခဲ့လဲလို့မင်းရှင်းတော့ကျမအတော်တွေကျမအန်တီတွေကခဲ့တယ်မာယာလီဆဲဆိုတာရှိတယ်ရှင်းအဲ့ဒီမာယာလီဆဲကမှကျမမေမေကတဆင့်ဘာကိုကွန့်လိုက်လဲလို့မင်းမျက်နှာလေးမျိုးပါတယ်ရှင်အဲ့တော့ဒါကကျမကိုကြီးကိုယ်ဝိုင်းချစ်လို့ねကျမစုတွေအများကြီးရတဲ့အထက်ကနေအကောင်းဆုံးမင်းသမီးစုဆိုတာလေးကိုကျမသိညံ့လို့ပါတယ်ဒါကြောင့်ကျမပိုစတာမှာကျမအကောင်းဆုံးမင်းသမီးစုဆိုတာလေးကိုပဲတက်ပါတယ်အဲ့ဒါကိုကြီးဝိုင်းချစ်ဘေးကနေကျမကိုပံ့ပိုးပေးခဲ့ပါတယ်ကျမတို့မောင်နှမတွေဒါပြိုင်ပွဲမှာပြိုင်ပြီးရခဲ့တာအဲ့တော့ဒီအကလေးနဲ့ကျမဆုရခဲ့ပါတယ်ဒါကလူခန္ဓာကိုယ်တစ်ခုလုံးမဟုတ်ဘဲနဲ့မျက်နှာတွေကိုကြည့်ပုံဖော်သွားတဲ့မျက်နှာလေးမျိုးပါတယ်ရှင်ကျမမမေရဲ့အုံနောက်ပါတော့အဲ့တော့မျက်နှာလေးမျိုးကဘာလဲလို့မေးရင်တိဋ္ဌပီယဒေါသဟာတာတဲ့မျက်နှာလေးမျိုးရှိပါတယ်တိဋ္ဌိနာမုခဆိုတာကတည်ကြည်သောမျက်နှာပါပီယနာဆိုတာကပိဋကကိုချစ်လာကဒေါတိနာအညစ်ကနေနဲ့ရုပ်တရက်ဒေါသထပ်သွားတဲ့အချိန်လမ်းမှာစိတ်တူသွားတဲ့အချိန်မှာရုပ်တရက်ပြောင်းသွားတဲ့မျက်နှာကျမတို့မျက်နှာတွေဆိုပိုသိတာတယ်ကျမအဲ့တော့ဒေါသထွက်သွားရင်မျက်နှာကြီးကအလိုလိုပြောင်းသွားတာဒေါသတဲ့ဒေါသပြီးမှဟာတတဲ့ကလေးတွေခုဆိုအိတ်ချင်နေပြီအဲ့ဒီကလေးလေးတွေရီအောင်ကျမလောက်ရမှာဒါတော့ကျမလူရှင်တော်နှစ်ယောက်ကသိတ်ကောင်းတယ်တချို့နေရာကျတော့လူရှင်တော်ကျမပညာသင်လေးတွေတက်တာရှိတယ်ရွာကလေးတွေတက်ကြတာရှိရင်မင်းသမီးကပေးတဲ့မပြင်းအောင်ကျမကိုယ်တိုင်လူရှင်တော်လုပ်ပြီးကလေးတွေရီအောင်ဖန်တီးရတဲ့မျက်နှာပါရှင်အဲ့တော့အဲ့ဒီမျက်နှာလေးမျိုးကျမဘယ်လိုကမလဲတိတ်ထေနာဆိုတာကတီကြည်သောမျက်နှာတင်မြင်တဲ့ယူရအောင်တချို့နေရာကကျတော့ဒီလိုကျမတို့ရွာတွေလို့ဟုတ်ဘူးရှင်ပေးတဲ့ကကမရအောင်ဒါဘေးကနေအော်ဟစ်တောင်းညံ့နေဆိုလို့ရှင်ကျမတို့မျက်နှာဘိုးတက်ပြီးကရပါတယ်ဟုတ်တယ်တိတ်ထေနာတိတ်ထလို့ခေါ်တဲ့ဒီမျက်နှာကိုကျမဆိုချင်တာကမြမန်းကြီးအစိုးပိုင်းမှာပေးတဲ့ပြင်းမှာကြောက်လို့အုပ်ဆောင်ခတ်ဆူဆူနဲ့သွားလို့အတိပိုင်းမှာကျမမောင်လေးကမချမ်းကိုရိုးရရနဲ့ကြည့်ပေးပါနော်တိတ်ထေနာတိတ်ထလို့ခေါ်တဲ့တီကြည်သောမျက်နှာဒီလိုဖန်တီးကြည့်အောင်ပါရှင်